ဒီကြားကြီးတွေဟာအဲ့ဒီရွှေဝါရောင်ခွေးမကြီးရဲ့ကလေးလေးတွေဆိုတာဖြစ်နိုင်ပါမလားတကယ်တော့ကြားလေးတွေရဲ့မိခင်ဟာရုတ်တရက်ဆုံမသွားခဲ့ပြီးတဲ့နောက်မှာတော့ဒီခွေးမကြီးကပဲကြားပေါက်လေးတွေကိုနိုးတက်ကြွေးပြီးပြည့်စုံဆောင်ရှောက်ဖို့တာဝန်ယူခဲ့တာပါသူမဟာကြားပေါက်လေး9កောင်စလုံးကိုသူမရဲ့နှုတ်ရည်နဲ့ပဲစနစ်တကျပြုစုပြောထောင်ပေးခဲ့ပါတယ်ခွေးမကြီးရဲ့လွှမ်းမိုးမှုအောက်မှာကြီးပြင်းလာရတာကြောင့်ဒီကြားကြီးတွေဟာခွေးမကြီးရဲ့အေးချမ်းတဲ့တဘာဝကိုပါအမွေရရှိခဲ့ကြပုံပါပဲသူတို့လေးတွေဟာတာမန်အိမ်မွေးကြောင်လေးတွေလိုပဲခွေးမကြီးနားမှာနေတိုင်းတိုးဝှေ့ပြီးချွဲနေကြတာကိုမြင်တွေ့ရမှာပါအခုဆိုရင်ကြားတကောင်ချင်းစီဟာပေါင်200ကျော်အထိအလေးချိန်ရှိနေပြီးခွေးမကြီးတဲ့အစာပေါင်းများစွာပိုကြီးမားနေပါပြီဒါပေမဲ့သူတို့ဟာအခုထိသူမရဲ့စကားကိုနားထောင်ပြီးယူတည်နေကြတုန်းပါပဲသူတို့တစ်ခုခုမှားယွင်းတာလုံးမိရင်လဲခွေးမကြီးကအမြဲတမ်းစူပူဆုံးမလိရှိပါတယ်သူတို့ရဲ့ဆက်ဆံရေးဟာအမြဲတမ်းနူးညံ့နေတတ်ပြီးခွေးမကြီးကိုမတော်တဆထိခိုက်မိမှစိုးလို့အမြဲတမ်းဂရုတစိုက်ရှိနေကြတာပါတခါတလေကြားချင်းချင်းကြားမှာရန်လုံမှုဖြစ်ပွားတတ်ပေမဲ့ခွေးမကြီးကတော့ချစ်ချင်းပဲဝင်ရောက်ဖြည့်ရှင်းပေးလိမ့်ရှိပါတယ်သူမရဲ့ရှေ့မှာဆိုရင်ကြားကြီးတွေဟာသူတို့ရဲ့လက်သေးတွေကိုသိမ်းထားကြပြီးအပြည့်အဝလေးစားယုံကြည်မှုကိုပြသကြပါတယ်ဒီလိုမြတ်တာကြီးမားတဲ့မိခင်ခွေးမကြီးဟာလူတိုင်းရဲ့ရှင်းရှင်းနဲ့တကယ်ကိုထက်တယ်လာပါတယ်